ကျွန်တော်တို့ past tense ကိုရှင်းပြမယ် past tense မှာလည်းပဲ၄မျိုးရှိတယ် present tense မှာလိုမျိုးပဲ present tense အကြောင်းကိုကျွန်တော်မနေ့ကရှင်းပြခဲ့ပြီးသွားပြီဒီနေ့ past tense ကိုရှင်းပြမယ် past tense မှာ၄မျိုးရှိတယ် four types of past tense ပေါ့ past tense ၄မျိုးကိုလည်းပဲကျွန်တော် roughly ရှင်းပြသွားမယ်အဲ့တော့ past tense မှာနံပါတ်1ကဘာလဲဆိုလို့ရှိရင် past simple tense နံပါတ်2က past continuous tense နံပါတ်3က past perfect tense နံပါတ်4က past perfect continuous tense အဲ့တော့ past simple tense ကဘယ်လိုလဲဆိုလို့ရှိရင်သူကအတိတ်ကာလထဲမှာလုံးဝပြီးခဲ့တဲ့ကိစ္စတွေအတွက် past simple tense ကိုသုံးရတယ်သူကရိုးရိုး past tense လို့ခေါ်တာပေါ့ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကြာခဲ့ပြီဖြစ်တဲ့ကိစ္စမျိုးတွေအခုနဲ့လုံးဝဆက်ဆက်မှုမရှိတော့တဲ့ကိစ္စမျိုးတွေကို past simple tense သုံးတယ် Shakespeare ပဲထားပါတော့အဲ့တော့ Shakespeare ရေးခဲ့တဲ့ play เนาะသူရဲ့ပြဇာတ်တွေဟာအင်မတန်နာမည်ကြီးတယ်เนาะ Hamlet တို့စသဖြင့်ပေါ့အဲ့တော့ Shakespeare wrote a very famous play Hamlet Shakespeare ကအရန်နာမည်ကြီးတဲ့ပြဇာတ်ဖြစ်တဲ့ Hamlet ပြဇာတ်ကိုသူရေးခဲ့တာဖြစ်တယ်เนาะMozart wrote 600 pieces of music Mozart ဟာတခြင်းအပုပ်ပေါင်း600ရေးခဲ့တယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ဗာသုံးရလဲ wrote ဆိုတဲ့ tense ကိုသုံးရတယ်အဲ့ဒါ past tense wrote ဆိုတဲ့စကားလုံးက verb ဘယ်သူရဲ့ verb လဲ write ဆိုတဲ့ present simple tense ရဲ့ verb 2သူကအဲ့တော့ present simple verb 1ဆိုရင် write verb 2ဆိုလို့ရှိရင် wrote verb 3ဆိုရင် written ဟုတ်ပြီနော်အဲ့တော့ past simple tense ကိုကျွန်တော်တို့နားလည်သွားပြီ past simple tense က verb 2ကိုပြောတာဟုတ်ပြီလား verb 2အတိတ်ကာလထဲမှာလုံးဝကြံခဲ့တဲ့ကိစ္စတွေကို past simple tense နဲ့သုံးမယ်နောက်တစ်ခု past continuous tense past continuous tense ကအတိတ်ကာလရဲ့ starting point ကနေပြီးတော့အစလိုက်တဲ့အချိန်ကနေဆုံးသွားတဲ့အချိန်ရဲ့ကြားကာလကိုပြောချင်တာဒါတွေအကုန်လုံးအခု past နဲ့ပတ်သက်ပြီးကျွန်တော်ပြောနေတဲ့၄ခုစလုံးပေါ့ past tense မှာ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးစလုံးဟာအတိတ်ကာလမှာလုံးဝကြံခဲ့တဲ့ကိစ္စအခုနဲ့မပတ်သက်တော့ဘူးသူကအတိတ်ကာလကိုပြောနေတာအဲ့တော့ past simple ရှင်းပြီးသွားပြီအခု past simple past continuous tense ကိုရှင်းပြpast continuous tense ဆိုတာကအခုနပြောသလိုအတိတ်ကာလရဲ့စမှတ်နဲ့ဆုံးမှတ်ရဲ့ကြားအချိန် for example မနေ့က10ခွဲကနေ12ခွဲထိ tennis ကစားတယ်ဆိုရင်စမှတ်က10ခွဲဆုံးသွားတာ12နာရီမှာပြီးသွားတယ်ဒါဆိုရင်ကြားတဲ့အချိန်17ခွဲမှာကျွန်တော်တို့ဘာလုပ်နေလဲ tennis ကစားနေတယ်ဒါဆိုရင်အဲ့ဒီမှာ past continuous ကိုသုံးရမယ် we were playing tennis အဲ့ဒီမှာသူ့ရဲ့ verb form ကဘယ်လိုလဲဆိုရင် verb to be ရဲ့ past tense ဖြစ်တဲ့ was were တဲကတလုံးလုံးသုံးရမယ် according to the subject it's depend on subject ကနည်းရင် was သုံးမယ် subject ကများရင် were ကိုသုံးမယ်ဟုတ်ပြီနော် verb to be နဲ့ verb ing ပေါင်းလိုက်လို့ရှိရင်သူက verb to be ရဲ့ past tense was were နဲ့ verb ing ကိုပေါင်းလိုက်လို့ရှိရင် past continuous tense ဖြစ်သွားမယ် we were playing tennis at 11:30 yesterday at 11:30 yesterday မနေ့က7နာရီခွဲမှာကျွန်တော်တို့ tennis ကစားနေတော့မှရှိသေးတယ်middle of the time ပေါ့အချိန်ရဲ့အလယ်မှာပဲရှိသေးတယ်ဒါက past continuous ကိုသုံးတာ past perfect tense ကိုသုံးရမယ်ဟုတ်ပြီနော် past perfect tense ကဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်ဖြစ်ရနှစ်ခုရှင်တဲ့အခါမှာသုံးတယ်ဖြစ်ရနှစ်ခုရှင်တယ်ဆိုတာက past tense မှာအတိတ်ကာလမှာဖြစ်ခဲ့တဲ့ဖြစ်ရကနှစ်ခုရှိတယ်ဆိုရင်အဲ့ဖြစ်ရနှစ်ခုမှာအရင်ဖြစ်တဲ့ဖြစ်ရကို past perfect tense နဲ့သုံးရတယ်သူရဲ့ verb form ကဘယ်လိုလဲဆိုတော့had plus verb 3ကိုသုံးရတယ် verb 3ဆိုတာက past participle ကိုပြောချင်တာ ed en နဲ့များသောအားဖြင့်စုံတဲ့ verb တွေက verb 3ဖြစ်တယ်အခုန past simple tense မှာတော့ကသူက verb 2ကိုသုံးတယ်ဒီလုံးဝအတိတ်ကာလထဲမှာကြံခဲ့တဲ့ကိစ္စမျိုးတွေအတွက်သုံးတယ်ဒါဆိုရင် past perfect tense နဲ့ past simple tense ဘာကွာလဲဆိုလို့ရှိရင် past simple tense ကအတိတ်ကာလထဲမှာလုံးဝကြံခဲ့တဲ့ကိစ္စအတွက်သုံးတယ် past perfect tense ကအခုန past simple tense ရဲ့အရင်ပို့ပြီးတော့အတိတ်ကြတဲ့ကိစ္စမျိုးတွေမှာ past perfect tense ကိုသုံးတာဖြစ်တယ်ပြီးတော့သူကဖြစ်ရနှစ်ခုအတိတ်ကာလတွေကဖြစ်ရနှစ်ခုရှင်ရင်အရင်ဖြစ်တဲ့ဖြစ်ရကို past perfect tense နဲ့သုံးမယ် for example ဥပမာမနေ့ကတော့ကပါတီပွဲတစ်ခုကျင်းပတယ်အဲ့ဒီကိုကျင်းပတော့ Sarah ဆိုတဲ့ကောင်မလေးဟာ7နာရီမှာသူကရောက်တယ်သူမရောက်ခင်မှာဖြစ်ရတစ်ခုဖြစ်ထားတယ်အဲ့ဒါဘာလဲဆိုရင် Paul ဆိုတဲ့ကောင်လေးက10နာရီခွဲမှာဒီပါတီကနေသူကပြန်သွားလိုက်ပြီဒါဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ when Sarah arrived at party at 11 o'clock Paul had left the party
တော့ when Sarah arrived အဲ့ဒီမှာ when Sarah arrived ဆိုတဲ့စကားလုံးမှာ verb 2ကိုသုံးထားတယ် past simple tense ကို arrive မှာ ed ပါတယ် ed ကလည်းပဲ verb 2ကိုပဲကိုစားပြုတယ်เนาะများသောအားဖြင့်ကသူက regular verb လို့ခေါ်တာဟုတ် irregular verb နဲ့ regular verb ဆိုတာရှိတယ် regular verb ဆိုရင်သူကပုံမှန် verb irregular verb ဆိုလို့ရှိရင်ပုံမှန်မဟုတ်တဲ့ verb မျိုးကိုirregular verb လို့ခေါ်တယ်အဲ့တော့ regular verb နဲ့ irregular verb ကဘာကွာလဲဆိုလို့ရှိရင် regular verb ဆိုလို့ရှိရင်သူက verb 2မှာ ed ထည့်မယ်ပြီးလို့ရှိရင် verb 3မှာလည်းပဲ ed ထည့်မယ် verb 2နဲ့ verb 3အတူတူပဲ irregular verb ဆိုရင်ဥမာ write ပဲထားပါတော့စာရေးသည် write wrote written အဲ့တော့ wrote မှာစကားလုံးလုံးကပြောင်းသွားတယ် ed မပါတော့ wrote ပြီးရင် written ဆိုတဲ့နေရာမှာလည်း en နဲ့စုံတယ်မတူတော့ဘူးအဲ့လိုအဲ့ဒါကို irregular verb လို့ခေါ်တာပေါ့ထားတော့အဲ့တော့အခုန Sarah ရောက်တဲ့အချိန် when Sarah arrived မှာ ed ပါတယ်ရိုးရိုး past simple ကိုသုံးထားတယ်ဘာဖြစ်လို့လဲ Sarah နဲ့အကြောင်းကိုကျွန်တော်တို့ကအရင်ပြောတဲ့အတွက် Sarah အရင်ရောက်တယ်ဆိုပြီးတော့ sorry Sarah က7 နာရီမှာသူကအရင်ရောက်တယ်အဲ့ဒီ starting point ပေါ့အရင်ကျွန်တော်တို့စပြောလိုက်တယ် Sarah when Sarah arrived အဲ့ဒီမှာ past simple ကိုသုံးတယ် when Sarah arrived at 11 o'clock Sarah ရောက်တော့7 နာရီမှာ Sarah ရောက်တဲ့အချိန် Paul had already left ဒါမှမဟုတ် already မထည့်ရင် had left လို့သုံးပါတယ်အဲ့တော့ Paul နဲ့ Sarah ဘယ်သူကအရင်ဖြစ်တဲ့ကိစ္စလဲဆိုလို့ရှိရင်ရောက်တဲ့နေရာမှာဆိုလို့ရှိရင် Paul ကပဲအရင်ရောက်တယ်ပြီးတော့ Paul ကပဲအရင်ပြန်သွားတယ် Sarah ကနောက်မှရောက်တာဒါကြောင့် Sarah ရောက်တဲ့ကိစ္စကနေကျွန်တော်တို့ကစပြောတယ်ဆိုလို့ရှိရင် past simple tense ကိုပြောရတယ် Sarah arrived Sarah ရောက်တယ်သူမတိုင်ခင်အရင်ဖြစ်ထားတယ်အဲ့ဒါ Paul ပြန်သွားတဲ့ကိစ္စဒါကြောင့် Paul had gone ဒါမှ Paul had left when Sarah arrived Sarah ရောက်တော့ Paul ပြန်သွားနှစ်ပြီအဲ့တော့ when ပါတဲ့ clause ကိုအရှိထားအနောက်ထားကိစ္စမရှိ when Sarah arrived Paul had left ဒါမှ Paul had gone အဲ့တော့ past perfect tense က had plus verb 3နဲ့သုံးရတယ် had gone ပဲဖြစ်ဖြစ် had left ပဲဖြစ်ဖြစ်ရအဲ့တော့ကျွန်တော်တို့မှတ်ထားမှာ past perfect tense က past simple tense တဲ့ပိုရှေ့ကြတဲ့ကိစ္စကိုအဲ့လိုသုံးရတာအဲ့တော့ past perfect tense had plus verb 3မြင်ပြီဆိုတော့ကျွန်တော်တို့ဘာကိုရှာရမလဲ past simple tense ကိုရှာအဲ့ဒီကောင်ကပါရမယ်ဘာဖြစ်လို့ဆိုတော့ past perfect tense က past simple tense နဲ့ရှင်ပြီးတော့မှသုံးတယ်အရင် past simple tense ထက်အရင်ဖြစ်ထားတာ past simple ကရိုးရိုး ed en နဲ့စုံထားမယ် past perfect tense က had plus verb 3နဲ့စုံထားတယ်ဟုတ်ပြီနော်အခု past perfect continuous tense ကိုရှင်းပြမယ် for example လူတစ်ယောက်ကမနေ့ကနော်10နာရီကနေစစောင့်လိုက်တာနေ့လေ1နာရီအထိစောင့်ပြစ်သွားတယ်အဲ့တော့10ဆိုတော့10နာရီ17 12 3နာရီတီသူစောင့်ရတယ်ဆိုတော့10နာရီကစစောင့်တာ1နာရီအထိသူစောင့်နေဆိုရင်သူ့ရဲ့စမှတ်က10နာရီကစတယ်အဲ့10နာရီကစပြီးတော့1နာရီအထိဂျားထဲမှာကြာချိန်3နာရီရှိတယ်အဲ့ဒီကောင်တောက်လျှောက်ကို10နာရီကနေ1နာရီအထိစမှတ်က10နာရီဆုံးမှတ်က1နာရီအဲ့ဒီတောက်လျှောက်ကို past perfect continuous tense နဲ့သုံးရတယ်အဲ့တော့အဲ့ဒီအချိန်မှာမနေ့ကပဲဖြစ်နေတာနော်ပြီးခဲ့တဲ့အတိတ်မှာပဲဖြစ်နေတာဒီကိစ္စအဲ့တော့မနေ့က10နာရီမှာလူတစ်ယောက်ကစောင့်1နာရီအထိအဲ့1နာရီကြာတော့မှသူစောင့်နေတဲ့လူကရောက်လာတဲ့အခါမှာအဲ့ဒီအစောင့်ခံရတဲ့သူပေါ့စောင့်နေတဲ့သူကိုရောက်လာတဲ့သူကမေးလိုက်တယ် how long had လို့ပြောရမယ်ဒီမှာပြီးခဲ့တဲ့အတိတ်မို့လို့အဲ့ဒီတုန်းကအကြောင်းကိုပြန်ပြောနေ how long had you been waiting I had been waiting for 3 hours အဲ့ဒါပြီးခဲ့တဲ့အကြောင်းကိုဒီနေ့အခုပြန်ပြောနေတာOkay အဲ့ဒီတုန်းကအကြောင်းကိုပြောမယ်ဆိုရင်တော့ how long have you been present tense ဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့သိရမှာက present past perfect continuous ကပြီးခဲ့တဲ့အတိတ်ကာလရဲ့စမှတ်ကနေပြီးတော့သူ့ရဲ့ဆုံးမှတ်အထိကိုဂျားတဲ့ကြာချိန်ကိုအဲ့စမှတ်ကနေဆုံးမှတ်အထိကိုတောက်လျှောက်ဖြစ်သွားတဲ့ကိစ္စကိုဒါပြီးခဲ့တဲ့အတိတ်ပဲเนาะ past perfect continuous လို့ခေါ်တယ်နောက်တစ်ခုဥပမာပြလို့ရှိရင်သူကအရေးလက္ခဏာတွေပေါ်နေတဲ့ကိစ္စကိုလည်း past perfect continuous နဲ့သုံးတယ်အတိတ်ကာလမှာဖြစ်ခဲ့တဲ့ကိစ္စ for example yesterday in the morning early in the morning I woke up and I woke up wake up လို့မသုံးကျွန်တော်တို့ကအတိတ်အကြောင်းပြောနေတာမနေ့ကမနက်ကိုပြောတာ yesterday early in the morning I woke up from my bed and I opened the door and I opened my window and I looked out it wasn't raining but the ground was wetမနေ့ကမနက်စောကြီးကျွန်တော်အိပ်ရနိုးလာတယ်ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်တော့မိုးရွာမနေဘူး it wasn't raining မိုးရွာမနေဘူး but the ground was wet ဒါပေမဲ့မြေပြင်စိုနေတယ် it had been raining သူ့အိပ်ရမထခင်အချိန်ကလေးကမိုးကရွာပြီးလို့မိုးရဲ့
လက္ခဏာတွေဖြစ်တဲ့မြေကြီးစိုနေတာတွေရေကွက်နေတာတွေရေအိုင်ဖြစ်နေတာတွေကြံခဲ့တာလောလောဆယ်မိုးတော့ရွာမနေဘူးနော် the sun was shining နေရတော့တောက်ပနေတယ်မိုးရွာမနေဘူးဒါပေမဲ့ရေကွက်တွေကြံနေတာကသူအိယာမထခင်ကမိုးရွာထားပြီးသွားပြီသူအိယာထားတဲ့အချိန်မှာမိုးရွာထားတဲ့အကွက်တွေတောင်မြင်နေရတဲ့လက္ခဏာတွေကြံခဲ့တယ်ဒါဆိုရင် past perfect continuous ကိုသုံးရမယ်အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စမို့လို့အဲ့ဒီအတိုင်းပဲလူငယ်တစုကအင်ဂျီတွေလည်းပေရေပြီးတော့နော်အိမ်ကိုအမောတကုန်းနဲ့ပြန်ရောက်လာတယ်မနေ့ကဖြစ်တဲ့ကိစ္စနော်ပြန်ရောက်လာတဲ့အခါမှာသူတို့အမေကမေးလိုက်တယ် What have you been doing နင်တို့ဘာတွေလုပ်ထားကြတာလဲ We had been playing football ငါတို့ဘောလုံးကစားထားကြတာဒါအတိတ်ကာလအတွက်ပြောနေတာဖြစ်တဲ့အတွက် past perfect continuous ကိုသုံးရမယ်